ဒီအကျဉ်းသားကအဆောင်တွေတတိမထားမိတာကိုအခွင့်ကောင်းယူပြီးမြေပြင်ကနေပိုးကောင်တကောင်ကိုကောက်ယူကာသူ့အိတ်ကက်ထဲကိုလှုပ်ဝက်ထည့်လိုက်တယ်အဲ့ဒီနောက်ပန်းပဲဖိုစီကိုရောက်လာပြီးပိုးကောင်ကိုမိပူတိုက်နေတဲ့တံမဏိပေါ်ပစ်ချလိုက်တယ်ပိုးကောင်ဟာချက်ချင်းပဲမိသွေးတုံးအသေးစားလေးအဖြစ်လောင်ကျွမ်းသွားခဲ့တယ်နောက်တစ်ခုကတော့သူ့လက်နဲ့အမှုန့်ဖြစ်အောင်ခြေလိုက်တယ်နောက်ပိုင်းမှာတော့ထောင်ပိုင်းထွက်သွားတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးမိသွေးပြာတွေကိုထောင်ပိုင်းရဲ့လက်ဖက်ရည်တွေကိုတိတ်တိတ်လေးဖြူလိုက်တယ်အဲ့ဒီနောက်သူကဘိုင်းအောင်တလို့ဟန်ဆောင်ပြီးရေချိုးကန်းထဲကိုပြေးဝင်သွားခဲ့တယ်တန်တရားမရှိတဲ့ထောင်ပိုင်ကသူ့ရဲ့စပွဲစီပြန်လာပြီးရေခွက်ကိုကောက်ကိုင်းကအကုန်လုံးကိုတောက်လိုက်တယ်မကြခင်မှာပဲထောင်ပိုင်ဟာမခံမရက်နိုင်အောင်ဘိုင်းနာလာခဲ့တယ်ရေချိုးခန်းကိုအပြေးလွှားသွားခဲ့ရတယ်အလောတကြီးနဲ့သူကတော့တွဲကိုတကားပေါ်မှာချိတ်ထားခဲ့တယ်အဲ့ဒီနောက်အဲ့ဒီလူကတခြားအိမ်သာခန်းထဲကနေတိတ်တိတ်လေးထွက်လာပြီးသူကြိုတင်ပြင်ဆင်ထားတဲ့ဆက်ပြာကိုထုတ်ယူကတော့ပုံစံကိုဆက်ပြာပေါ်ထွန်းလိုက်တယ်ပြီးတော့အနီးနားကအိမ်သာခန်းစီတိတ်တိတ်လေးပြန်သွားခဲ့တယ်အုံပြူပြီးနောက်မှာအိမ်သာတကားခွင့်တဲ့အတန်ကိုတမင်တကာပြုတ်လုပ်ပြီးတမ်းမဲဖိုစီကိုစိတ်အေးလက်အေးပြန်လာခဲ့တယ်ပုံစံတူကူထားတဲ့တော့ကိုအတူခိုးပြီးလုပ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ထောင်ပိုင်ကတော့ပုံမှာအစအနတွေရှိနေတာကိုတတိထားမိလိုက်တယ်သူကစပွဲပေါ်ကတော့ကိုအမြန်ကောက်ယူပြီးခယူးတဆိုင်စစ်စစ်ကြည့်လိုက်တယ်အဲ့ဒီနောက်သူကနမ်းဖို့အတွက်လက်ကိုတိုးလိုက်တယ်အနံ့ကရင်းနှီးနေခဲ့တဲ့သူ့စိတ်ထဲမှာရှိတဲ့တန်တရားကိုအတီးပြုတ်ဖို့သူ့ရဲ့ဆက်ပြာကိုကင်ပြီးထပ်နှမ်းကြည့်လိုက်တယ်အနံ့နှစ်ခုကတူညီနေတယ်ဆိုတာကိုအတီးပြုတ်ခဲ့တယ်တခုခုတော့မှားနေပြီဆိုတာကိုသူသဘောပေါက်သွားခဲ့တယ်နောက်နေ့မှာတော့အဲ့ဒီလူကတကားကိုတန်ရှင်းရေးလုပ်ဖို့တမင်တကာသွားခဲ့တဲ့အဆောင်တွေတတိမထားမိတာကိုအခွင့်ကောင်းယူပြီးသူ့ဖက်နှက်ထဲမှာပုံအောင်ထားတဲ့တော့ကိုထုတ်လိုက်တယ်ပြီးတော့အမြန်ဆုံးမတက်ရက်ပြီးတကားစီကိုရှောက်သွားခဲ့တယ်သူတော့ကိုတော့ခလောက်ထဲထည့်ပြီးဖွင့်တော့မဲ့အချိန်မှာပဲထောင်ပိုင်ကသူ့နောက်မှာရုတ်တရက်ပေါ်လာပြီးအဲ့ဒီလူကိုခေါ်လိုက်တယ်ဒါကိုမြင်တော့အဲ့ဒီလူကတော့ကိုအလင်းအမြန်ဆွဲထုတ်ပြီးသူ့ရဲ့ပါဇက်ထဲကိုပစ်ထည့်လိုက်တယ်သူ့ရဲ့စွမ်းအားအကုန်လုံးကိုအသုံးပြုပြီးတော့ကိုဘိုက်ထဲကိုတခါတည်းမျိုးချလိုက်တယ်ပြီးတော့တမျက်စီးကိုအမြန်လွှင့်ပစ်လိုက်တယ်သူ့ရဲ့လက်တွေကိုမြှောက်လိုက်ပြီးဖြည်းဖြည်းချင်းလှည့်လိုက်တယ်ထောင်ပိုင်ကအဆောင်တွေကိုသူ့ကိုရှာဖွေဖို့အမိပေးခဲ့တယ်ဒါပေမဲ့အဆောင်တွေကသူ့ကိုယ်ပေါ်မှာဘာမှမတွေ့ခဲ့ဘူးထောင်ပိုင်ကဒေါသတကြီးနဲ့အဲ့ဒီလူကိုသူ့ပါဇက်ကိုဟခိုင်းခဲ့တယ်ရှေ့ကိုသွားပြီးကိုယ်တိုင်စစ်ဆေးခဲ့တယ်ဒါပေမဲ့ဘာမှမတွေ့ခဲ့ပြန်ဘူးအဲ့ဒီနောက်မှာတော့အဲ့ဒီလူကိုစစ်ဆေးမင်းမြန်းဖို့ညှဉ်းပန်းနှိပ်စက်တဲ့အခန်းကိုခေါ်သွားခဲ့တယ်အဲ့ဒီလူကအမြန်ကောင်းခါပြီးညှင်းဆိုခဲ့တယ်အဲ့ဒီနောက်ထောင်ပိုင်ကတယောက်ကိုဝမ်းနှုတ်ဆေးတပံကန်ယူလာခိုင်းခဲ့တယ်အဲ့ဒီနောက်အဲ့ဒီလူကိုဝမ်းနှုတ်ဆေးအများကြီးတောက်ဖို့အတင်းအကျပ်ခိုင်းခဲ့တယ်ဒါပေမဲ့အဲ့ဒီလူအိမ်သာသွားပြီးနောက်မှာတော့အဆောင်တွေကတော့ကိုရှာမတွေ့ခဲ့ပါဘူးတကယ်တော့အဲ့ဒီလူကတော့ကိုတိတ်တိတ်လေးထွေးထုတ်လိုက်ပြီးသူ့ရဲ့အဖော်ကိုလှုပ်ဝက်ပေးခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့အပေါ်ကလူအုပ်ကိုရှောင်ရှားပြီးတော့ကိုသူ့စီပြန်ပေးခဲ့ပါတယ်သူထွက်ပြေးနိုင်မယ်လို့မင်းထင်လား